Tabian Jim as a lotion. Water station so you never the Biroma water machine in it. Another lower with Washabi. When they got a Osoavi. Medianly Langam lay out on an alley won't allow me. Hello, how there? You didn't allow we. I say, we're below same Madira. You're going this way, night time like Waloya. Yeah, Chinovi. You don't go down like that. She said, I say, then you don't go down. Mata don't go net. So, what are you doing to go on it? Yellow Yadu. A same lane. And Kuna Alma, what is she in the she is with the Naya? Brace yourself, boy. Eat my tea. Oh, they say, they say we are doing a hat than he cheer than the Evashima. Oh, my secondly net. Oh, my, to show you Pajabi. Another lower with Washabi. When they got a Osoavi. No, my wife with chocolate lady, Obela, Panago. Panago chocolate lady, Obida Hawaii. Oh my God, one maybe Panadina, the one Yabita Gala. Who are going there? You go to live in an Ebian Sayame. Rima, you will you got the same two days. You won't come in and tell you, hey, Quago Joy. When elevation at the Carita and Gilo Yaro, Shima Atala, Saint Lazura, Gilo Yare, don't I want a fiber. I mean, don't go down. Mahoney, I'll be like me. Did a year later so. I mean, don't how do Lauma. Đã biết anh làm gì biết mà mày xe ông mày ok trên này để chi trả bảo bây giờ tên lên như gì mà lá này rồi Mali, nãy giờ ra ngay luôn, sang ngày mà bì này nè, lấy đôi, đã đi làm này, ông hậu tiêu, ở đây hả, nè,
哦，公司里，你多点了不？比来吧，我们。ဒီလမ်းကမနေ့ကရောက်ခဲ့တဲ့လမ်းနဲ့တော့အဆင်တူလေးပဲဒါပေမဲ့အရှိရောက်ရင်သိရလိမ့်မယ်မနေ့ကမုံလေးစားပြီးတော့အိမ်သားလေးတက်တဲ့နေရာအဲ့တော့6ကီလိုပဲလိုတော့တယ်ဆိုပြီးတော့အဲ့တော့ပဲလိုတာဟုတ်တယ်ဒါတော့ပဲလိုတော့တာဟုတ်တယ်အဲ့တော့ပဲလိုတော့တာဆိုရင်ကျွန်တော်နဲ့မှမမြတ်ဆိုတော့အသက်တရောမိုးတွေပါညာတွေစားလိုက်သေးတယ်အိမ်သားတွေတက်လိုက်သေးတယ်ပုံစံတော့အဲ့ဒီပုံစံပဲကြည့်ရမယ်ဘယ်နာမှာဟုတ်မဟုတ်ပုံစံတော့တော်တော်တူတယ်တော်တူတယ်နော်ဒီကွန်ကရစ်လမ်းအစင်းကြီးကိုမြင်လိုက်တော့မျက်စိတွေပြေးမြင်လာတာအေးအဲ့ဒါသိကြပါအမစီရင်ပဲနေတော့လည်းပြေပါလမ်းလျှောက်နေရတော့အော်ဂန်တီဗီမနေ့ကလည်းဒီနားမှာပဲပွိုက်မလားဒီတော့ပွိုက်မရှိမနေ့ကလေဟိုလေလက်ဖက်တော့ဖရဲသေးတွေကျွေးတယ်ဟုတ်တယ်wow you got it okay running 7 minutes 3 minutes 3 minutes running ပါokay 3 minutes working မဟုတ်3 minutes running နဲ့အရှိမရေပွိုင်းရှိမယ်နော်ဟုတ်ကဲ့ပါဟုတ်မစီဟုတ်တယ်မနေ့ကနေရမနေ့ကနေရအဲ့ဒါမနေ့ကလည်းတိုင်းဝယ်ဆက်မှာအဲ့ထင်းရှူတော့တက်ရမှာဟုတ်လားအဲ့ဒါမနေ့ကလည်းတိုင်းဆက်ပါမယ်နဲ့တူတယ်ဟုတ်မယ်ဟဲ့မနေ့အဲ့ဒါဆိုလို့ရှိရင်ဒါမနေ့ကလမ်းတိုင်းပဲဆက်သွားတော့မှာဟုတ် 6K လောက်ကဟုတ်တယ်အဲ့ဒါဟိုထင်းတော့ခုံကြီးတက်ရမယ်နဲ့တူတယ်ဟုတ်မယ်ဒီမှာလမ်းတော့မသိကြဘူးဒီနားရှာပါဖိုင်တင်ပါโอเคဖိုင်တင်ပါကိုဖိုင်တင်အဲ့ကြီးခဲ့ပြီခဏလေးရက်လာတယ်ကွာတော်လေးတူတယ်ဟုတ်ရှင်းပါဝါတာစင်ရှိပါတယ်โอเคကျေးဇူးပါမဆန်နာတို့တော့16လောက်ပဲရောက်သေးတယ်ဟုတ်လား19ဝန်းကျင်50အမြတ်ဆိုရင်ပြေးခိုင်းပြီကွက်တိပဲပြေးခိုင်းတာနဲ့ကွက်တိပဲနိုင်လည်းပြေးခိုင်းပြီမနေ့ကတိုင်းဟုတ်တယ်မလေးဘယ်ဘက်မှာလဲကွင်းနဲ့တောင်တန်းလေးနဲ့ပြန်ရတယ်လေးဘက်ထောက်ပြီးတက်ရတော့မှထင်းရှိတော့မှာအဲ့ဆိုပြီးပြောတဲ့အမြင်ရအဲ့ဒါလေးကြောင့်မသိအဲ့ဒါဖြစ်မယ်ဟုတ်ပါလေအရှင်းပါလေတွေ့ရှင်းဟုတ်တယ်ပြီးတော့မယ် fighting တော့ကိုတင်နေငါနားလေးတော့ကွာဆက်ခဲ့တာတယ်ဒီမှာလေးဆက်ပြန်ပြလိုက်ပါမနေ့ကနားတဲ့နေရာဟုတ်တယ်မနေ့ကနားတဲ့နေရာမနေ့ကလက်ဖက်တုပ်လေးစားလိုက်သေးတယ်ဒီမှာဟုတ်တယ်တော့တော့လောကပြီးတော့ပါဆန်တော့မရဘူးဟိုနောက်မှာပဲဖလားလေးဆောင်းပါရောဟိုင်းဝင်ပြီးတော့ဘာလို့ရှိလဲရလားရတယ်ပြီးသွားပြီဒီတော့ဒီကျော်ပြောပေါင်းမပါခင်ဗျာโอเคဟုတ်ကဲ့ကြားလုံးကိုကာကိုလာဟုတ်ဆက်ပြီးပါဗျာစီလေးဘုံမိုင်းလာရောက်လာပြီရတယ်ပါလေးပဲရှိတော့မယ်မနေ့ကလည်းဒီနေရာပဲကောင်းလားထင်းရှိတော့တက်ရမယ်တောင်းလောက်ပဲဟုတ်တယ်ဒီအားလောက်ဒီမှာလေဟာပိုက်တယ်မှာမောပြီဒါလေးဒီကားလေးစပရေးလေးပြန်လိုက်အောင်မယ်โอเคကလေးစားမယ်ဆိုတော့ဘလော့ပိတ်တော့အဒတ်စတေးရှင်းပြီးဟိုအတက်ကြီးပဲလာအောင်မယ်မနေ့ကထင်းရှိတော့ဖျက်ရပြီးတော့
ဟိုဘိုက်ခေါ်တာဖင်တရွတ်တိုက်ဆင်းတဲ့နေရာထိုက်ရအောင်မလားမသိဘူးကြည့်ရမှာပေါ့တော့မတော့အားကျုံမှန်းနဲ့တက်လာကြပြီနောက်မှာမြတ်ဆိုချင်းနေโอเคအစင်းရအောင်ပြောင်းသွားတယ်လို့ပဲနော် ဒီထဲလာလို့ မင်းကဒီထဲဆင်းရတယ်ဆိုပေမဲ့အဲ့ဒါမဟုတ်နင်းမနဲ့ဒါပဲ တဲ့တယ်လား ဒီထဲပြောတော့မဟုတ်ကိုယ်ကိုင်းမှာတိတ်မရှိတော့တာလပတ်စားတွေနဲ့ ဒီအောင်ပြမဒီတော့ပတ်ပြီးတော့ပြန်တက်ခိုင်းတာလေ ဟုတ်တယ် ပတ်ခိုင်းတာခုန ဒီလမ်းလေးလည်းမမိသေးတယ် ဒီကမြန်ဆိုင်နေ အဲ့လိုဆိုဘောလုံးဝင်းနောက်ဘက်ကဝင်ရမှာလားမသိဘူး ဟုတ်မယ်လေတူတယ်ဟုတ်တယ်လေအဲ့ဘက်ကနေပြီးတော့ပိုင်းဆိုင်ချီကိုပတ်ပြီးတော့ပတ်တော့ခိုင်းတာ အဲ့ဒါဘွားကနေပေါ်လာအောင်အဲ့ဒီခါတော့မျိုးတယ်ဆိုတော့လည်းလူတွေပါညာကြည့်အောင်မယ်မနေ့ကတော့တန်းပြီးတော့ဘောလုံးဝင်းနဲ့ဝင်ခိုင်းလိုက်တော့ကိုလူတွေပဲအားပေးပါတယ်မတက်ရမှာ အခုအစင်းမတက်သေးဘူးတဲ့မှာနားမယ် တက်ရမှာ စိုက်တယ်လို့စင်းနေ ကြိုက်တယ်လို့စင် Losh pa. ကလောဟီလောရှာဒီမှာ surprise စားလား surprise Sana na tamya di ba bya. အဲ့ဒါမြန်ဒီရေ ချင်းနေပေါ့ surprise လုပ်ထားတယ် water station စားနဲ့တမယာဒီနဲ့ ကြိုင်လိုက်အောင်မယ် Okay. စားလို့ကောင်းတယ်တမယာဒီနဲ့စားနဲ့ ကျေးဇူးပါ Wala po. ကျေးဇူးပါ ငါညတစ်စိလောက်စားလိုက်မယ်ခဏ နားဆောင်အေးသေးတယ် တမယာဒီစားလိုက်အောင်အကြိုက်တွေပါ မိုက်တယ်ဟာ မိုက်တယ် နောက်တို့ကြိုက်ဝိုင်း မိုက်တယ်နော် Kung sa sino chain sa tama. Yare ko ba ta ye le yare ja. ချင်းလာလေးပျောက်သွားတယ်စားနေဆိုတော့ ချိုကျွေးမှာပေါ့အချင်းကျွေးမှာ စားလေးလည်းကောင်းတယ်စားလေးကို ပြေးချိန်က3နာရီနဲ့10မိနစ်ထဲဝင်သွားပြီ distance 11 km 10.5ဆိုတော့5 km pace stand နဲ့ဆိုရင်ဝင်ပါတယ် pace stand နဲ့ဆိုရင်နောက်တစ်နာရီပေါ့ဟိုထင်းရွှေတော့အတက်လွယ်လို့ဘာမှမရှိတော့ဘူးမနေ့ကလိုမျိုးစုံတနာရီလောက်လိုသေးတယ်2နာရီလိုသေးတယ် official တိုင်းနဲ့ဆိုရပါတယ် easy ဒီမှာဆက်လိုက်ပါဦးမယ်ဒီနေ့ရုပ်ထွက်ငုံတဲ့နဲ့မနေ့ကဟဲ့ငါဖက်နဲ့လေးသွားပါပြီဆိုတဲ့နေရာလားမသိဘူးရောက်တော့မယ်ဒီနေ့လည်းဒီတိုင်းပဲလားမသိဘူးအရှိမဖြေပေါ်လိမ့်မယ်ဟုတ်တယ် ဟုတ်တယ်လေဟိုမှာတက်ကြားလေးခင်းထားတဲ့နေရာလေးခင်းပြီး မနေ့ကပြင်တရွတ်တိုင်းဆင်ရတဲ့နေရာလေး ခင်းနေတဲ့ဒီတိုင်းလေးကြောင်းလေးပါတဲ့ မနေ့ကလည်းဒီနေရာမှာကင်မရာကိုခောက်သိမ်းလိုက်ရတယ်မတက်နိုင်မရိုင်းနိုင်တော့ဘူး ဟုတ်တယ်ဖေတွေးလိုက်ဆင်းရတဲ့နေရာလေ အဲ့နာတန်ဆူးကျိုးရနေညှိတတ်တယ်နော်မနေ့ကလည်းညှိဘူးလို့ဒီတန်ဆူးကျိုးတွေအင်ကြီးလေးတွေ ဟုတ်တယ်ထိုင်မရမယ်ညီမလေး ဟိုအောက်ဆုံးမှာနွားချီနဲ့ဘွန်းနဲ့ ပိုဆိုးတယ် နွားချီနဲ့ဘွန်းနဲ့ရောနေတဲ့နေရာ ငါချင်းနဲ့ဖွင့်နဲ့ရောပြီးတော့လေ မနေ့ကလှုပ်ပြီးသွားပြီ နားပဲကဲဆင်းမြို့တိုက်တာစေကျုံမစားတော့အရေးကြီးတယ်ကြောက်တယ် အဲ့နဲ့ချာပြီးဆင်းတော့အကုန်လုံးပါသွားအောင်မယ် ရှောင်းအကောင်ဝုန်းကလေးကြောက်အောင်မယ် အခြေအနေလေးပဲထောက်နေရကိုခန့်ပါ
တော့ပဲသွားပါလားအနေနဲ့တော့ချော်ပါရင်မတက်တာ ကိုခန့်အောင်မေးတော့15ကီလို9နိုင်ဆိုလေးဘတ်ထောက်သွားလဲမိတယ်ပြောတာတကယ်လေးဘတ်ထောက်နေရပြီ တန်စုကျော်ဆွဲပြီးတော့ဖေးသွားရင်တော့ရနိုင်တယ်နော် နဲ့ဆွဲအဲ့နာအေးရှင်းနာတန်ဆူးကျော်နဲ့ဆူးတယ် တန်စုကျော်ကလည်းနည်းနည်း မနစ်ကလည်းအင်ကြီးမှလည်းမညီးပြီးသွားပြီမနစ်က သွားနေကသွားပါလားတို့ မမြတ်ဆိုချီနေပါကျွန်တော်ရှင်နေရတော့စောင့်နေတယ်မမြတ်ဆိုကြော်သွားတဲ့နေ့တန်စကားဆွဲရမရှိမှကြောက်လို့ စကားညော့နေတယ်တန်စုကျော်ရှိတယ် တန်ဆူးကျော်ရှိတယ်မနစ်ကအဲ့တန်ဆူးကျော်တွေကဲဘလို့မဟုတ်ပါဘူးကဲမလေးပိတ်လိုက်အောင်မယ်တစ်ပတ်တည်းဖြစ်နေပြီ ကျွန်တော်ဘလို့ဟာလာချော်အောက်ဆင်းရမှာမသိကြတော့ပါအောက်ပါပဲတော့တိုင်နိုင်တော့ကျွန်တော်ကောင်း မနစ်ကဟဲငါဖက်နဲ့လေးပေးသွားပြီဆိုတဲ့နေရာမြို့ထဲဝင်ဟဟလားမနစ်ကဟုတ်တယ်ဟာရေးတဲ့ပုံလားအပြေးပြေးချင်းဆင်းသွားရတယ်ကူဒါမနစ်ကရောက်ကနေရှယ်ခံစားရတဲ့အတွက်ဖိုက်တယ်ဟုတ်တာဗောဟိုမှာလေးခြံစည်းရိုးတော်မှာဖြိုထားသေးတယ်တန်တကာလေးဘေးနားနေသွားတာပြီးအဲ့မှာခွေးလေးတွေစောင့်နေလိမ့်မယ်မနစ်ကတော့ခွေးလေးတွေလိုက်ဟောင်းနေ ဟုတ်တယ်နော်25လေဒီတော့ရပဲ လမ်းထိပ်မှာခွေးတွေနဲ့ခွေးအမဲလေးလားမသိဘူးမှတ်မိသေးတယ် မနေ့ကကျွန်တော်တို့12လမ်းပါပြီ ဟာလား 25မိနစ်ကဒီလမ်းပဲပြန်ပြီးတော့ဆင်း ကဲဖြုတ်နေရပြီကုန်းတက်ပြီးတော့ဖြုတ်နေရတာဟိုတော့အစင်းလေးကြီးပဲဆိုတော့ပြောသေးတယ်ပြီးပါပြီအတကြီးတွေပြီးပြီဒါတိတ်နောက်မကြပါဘူးချိန်ကောင်းပါတယ်တနိုင်လောက်အလိုလောက်မှဝင်မယ်နေနေမနေ့ကလိုပေါ့တနိုင်လောက်အလိုနောက်ဆုံးလည်းမဟုတ်ဘူးချင်းတယ်ကြားနေရ ဟုတ်ပါကလောချိုဝိုင်းဘလော့3အစင်းမဲထင်နေတာတကယ်တော့မပြီးသေးဘူးနောက်မှဒီမှာဒါလေးဒါပြီးသွားရင်တော့တကယ်ဆင်းရတော့မယ်လို့တော့မျှော်လင့်တယ်15ပဲပြေးလို့လားတော့မသိပါဘူးစိတ်လျှော့လိုက်ပြီဆိုတော့စိတ်လျှော့လိုက်တာမဟုတ်ဒါပြီးရင်ရောက်ပြီပေါ့နော်25တော့ကလည်းဒီလိုနေရာမှာနည်းနည်းမှမတက်ချင်တော့ဘူး25လောက်ဆိုဒါဘယ်လောက်ကီလိုဖြစ်မှာ23လောက်ရောက်တော့ပြီပေါ့အခုလည်း15ပဲဆိုပေမဲ့လည်းဒီမှာ2ကီလို3ကီလိုပဲလိုတာဆိုတော့မြင်သမျှဂုံးတွေကအတားစီးတွေဖြစ်နေပြီအရင်ရောက်ချင်နေပြီဆိုပါတော့မပြီးသေးဘူးဟာအရှိမတက်လေးတွေရှိသေးတယ်စက်ကြုံလိုက်အောင်မယ်လောလောဆယ်ဘိုက်ဆလာတော့ဆီယမခဏယူထားပေးပါဦးဆိုတော့မုန်းနေနဲ့ကျုံတော့မယ်သူကပေါင်းဝင်သွားပြီတဲ့ဆိုတော့ကျုံပြီလေ
ပိုသမျှကိုဥစားတွေပဲပြေးချိန်က3:45ရှိပြီကျွန်တော်တို့ဟို2ကီလိုလောက်ပဲလိုတော့တယ်ဆိုတော့အေးစေးပဲမြို့ထဲရောက်ခါဒီမှာမမိုင်ခါဒီမှာကြီးကောင်းအောင်ပြေးလိုက်မယ်အားနဲ့မှန်နဲ့ဘောလုံးစကားနဲ့ပြောရရင်9ခွက်လောက်နိုင်နေပြီပေါ့9ခွက်လောက်နိုင်နေပြီဆိုတော့အေးစေးထိန်းပြီးတော့ဆော့ရုံပဲနောက်ဆုံး1ကီလိုပဲလူတော့တယ်ခြေတော့မသေးချင်တော့ကီလို80သမားလည်းကိုချင်းစားပါပဲဒီမှာ50သမားကြီးလည်းပါတယ်50 80 25တော့မနစ်ကကိုပြေးထားတာတော့ပြေးထားကြပါရောင်းမှာပါ25လဲချိန်တိုင်းဆိုတော့ဒီမှာမြူတွေရောက်ပြီဘာလည်းဘာမှလည်းမရှိဘူးမိုင်းလုံးတောင်နဲ့1ကီလိုပဲလိုတော့တယ်ကဲနောက်ဆုံးတော့ပေါင်းမင်းကနီးမြူတွေရောက်ပြီရောက်ပါပြီရောက်ပါပြီရမလားအမောဒီကထက်ကနော်ရတယ်ဟာပြီပြီးသွားပြီလားဒီမောင်လေး50 35ဟောတော့ဒီမှာပြင်းပြလားတက်ပို့လိုက်ပါစကန်ပြန်ဖတ်အောင်ပါတော့စကန်ဒီမှာလိုက်ပြီလားစကန်ဖတ်ရနော်ဖတ်လိုက်ပြီလား125အင်္ဂလိပ်ကဟိုဘက်တော့ဆိုတန်းချောက်ရိုက်ထားပြီးမင်းနေတာပဲဟိုင်ကြော့ကဲပြေးပြီးသွားပြီခါမနာကိုပဲကြံတော့တယ်ဝင်လေမပါဘူး25စိတ်ဆွဲနေ15လေးဝင်ပြီးသွားပြီကားမယ်တဲ့ပုံလေး this is the medal ဆိုတော့ဒီမှာ finisherဒီရှယ်လေးရတယ်တပုံတွေလည်းရိုက်ပြီးသွားပြီဆိုတော့အော်ဒီမှာအနှိမ့်တာရှိသေးတယ်ဟုတ်တယ်ဒီမှာအနှိမ့်လေးပါညာလေးသွားခံနိုင်အောင်မယ်အနေလေးခံရင်းနဲ့ပြောလို့ရှိရင်ဒီနေ့ကတော့နေလဲစားတဲ့ညစောအဝါကျိတ်ပြီအဝါကျိတ်မယ်ကဲပါဆိုတော့ဘလော့ကဒီမှာပဲသိမ့်လိုက်ပါတော့မယ်တကယ်တမ်းပြီးသွားပြီလို့ထင်ခဲ့ပေမဲ့လည်းမပြီးသေးဘူးပေါ့နော်ဆိုတော့တခြား runner တွေစီကလည်းကြားတာတွေရှိတယ်ကိုယ်တိုင်လည်းကြုံတွေ့ခဲ့ရတာတွေရှိတယ်ဆိုတော့အဲ့ဒီကနှစ်ခုလေးကိုပြန်ပြောချင်တယ်ဆိုတော့ပထမဆုံးက water ဆိုတော့80သမားတွေရော50သမားတွေရောပေါ့နော်ဟို water station တချို့ water station တွေမှာရေမရှိတာကြုံခဲ့ရတယ်တဲ့ဆိုတော့ okay 80သမားတွေစီကတော့ကြားတယ်ဒါပေမဲ့ဟိုကိုယ်တိုင်လည်းပြေးတာမဟုတ်ဆိုတော့မကြုံတွေ့ခဲ့ရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်က15ပြေးတယ်ဖြစ်ပေါ်မှာကျွန်တော်က15ကီလိုမီတာပြေးတော့အခန်းထဲကနေနောက်ဆုံးထွက်တယ်50သမားတွေ15သမားတွေဦးစားပေးလိုက်ရတဲ့အတွက်ကြောင့်မို့လို့ဟိုတယ်မှာရေမရှိဘူးโอเคဆိုတော့ကျွန်တော်ရဲ့ဘလက်တာပေါ့နော်ကျွန်တော်ရေအိတ်ထဲမှာပြေးခွင်းရောက်မှပြေးရေဖြည့်မယ်ဆိုပြီးတော့သွားတယ်အဲ့မှာကံမကောင်းတာရဲ့အချိန်နည်းနည်းကတ်နေတာရဲ့အကြောင်းအဲ့မှာရေဖြည့်ခွင့်မကြုံခဲ့ဘူးဆိုတော့ဒီရေဖြည့်ဖို့အကြီးကိုထုတ်ရအောင်မယ်ပြီးရင်ရေဖြည့်အောင်မယ်ပြန်ထည့်ရအောင်မယ်နဲ့ကြာမယ်ပေါ့နော်ဆိုတော့ကိစ္စမရှိပါဘူးပေါ့နော်5ကီလိုမှာ water station တစ်ခုရှိတယ်ဆိုတော့အဲ့ဒီရောက်လို့ရှိရင်ကျွန်တော်ကရေဖြည့်မယ်ဆိုပြီးတော့ဆိုဒီတိုင်းပဲတာထွက်တယ်
Okay တာထွက်တယ်သွားတယ်5 km water station ရောက်တယ်ဆိုတော့အဲ့မှာ Hikari ပဲရှိတယ်ရေလုံးဝမရှိဘူး Hikari တော့ကျေးဇူးတင်ပါတယ် sponsor တွေကိုပေါ့နော်ဆိုတော့သူတို့ရှိလို့ဒီလိုမျိုးဟို hydration အတွက်ကြည်လေရတာပေါ့နော်ဒါပေမဲ့ရေမရှိဘူး what the fuck water is water ပေါ့နော်ရေရရေပဲဟိုတခြားဘာပဲဖြစ်နေပလိစေပြီးမှပြန်ကြားတာကတော့တခုခုအစင်မပြေလို့ပေါ့နော်ရေကတချို့ water station တွေမှာမရခဲ့ဘူးလို့ပြောတယ်ဆိုတော့အကယ်၍ Hikari တာ sponsor မပေးဘူးဆိုလို့ရှိရင်အဲ့နားမှာရေရော Hikari ရောမရှိဘူးလားဆိုတော့အဲ့လိုတွေးစရာတွေဖြစ်ကုန်တယ်ဆိုတော့ထပ်ပြန်ကြည့်မယ်ဆိုလို့ရှိရင် water station ဆိုပြီးနာမည်တက်ပြီးတော့မှ water မရှိဘူးဖြစ်နေတယ်အဲ့လိုမျိုးကြုံခဲ့ရတယ်ပေါ့နော်ကျွန်တော်ကတော့အဲ့မှာရေဖြည့်မယ်ဆိုပြီးတော့အခက်ထားရတယ်နောက်ဆုံး10 kilo water station ရောက်မှကျွန်တော်ရေတောက်ခဲ့တယ်ရေတော့မဖြည့်တော့ဘူး5 kilo ပဲလူတော့တယ်ဆိုတော့ဒီတိုင်းပဲသွားခဲ့လိုက်ရတယ်ပြီးမှပြန်ကြားတာကတော့ကျွန်တော်တို့တင်မဟုတ်ဘူးပေါ့နော်တခြားကီလိုပြေးတဲ့လူတွေပါအဲ့လိုမျိုးတချို့ water station တွေမှာရေမရှိတဲ့ issue တွေသူတို့ကြုံခဲ့ရတယ်ပေါ့ဆိုတော့ okay အဲ့ဒါထားလိုက်ပါတော့ပွဲလဲပြီးသွားပြီဆိုတော့နောက်တစ်ခုကလမ်းမားကြတာတဲ့ဆိုတော့80သမားတွေလမ်းပြောက်လမ်းမားတာကတော့ပထမဆုံးနေ့ကလေးကကြားခဲ့တယ်ကျွန်တော်15 ကီလိုမီတာပဲပြေးတယ်အဲ့မှာတော့တချို့နေရာတွေမှာလမ်းမားတဲ့လူတွေကိုခေါ်ပြီးတော့ဒီဘက်မှာသွားမယ်ဆိုပြီးတော့တချို့နေရာတွေမှာပြခဲ့ရတယ်လမ်းကကျွန်တော် vlog ရိုက်ထားတဲ့ထဲမှာလည်းတွေ့လိမ့်မယ်မြို့ထဲကနေအထွက်နားလောက်မှာပဲတချို့လမ်းပြအမှတ်သားလေးတွေရှိတယ်တော်တဲ့တောင်ထဲမှာအဲ့လိုမျိုးမရှိဘူး maybe တခြား reason ကြောင့်လည်းရှိကောင်းရှိနိုင်လိမ့်မယ်အဲ့ဒါတော့ကျွန်တော်မပြောတတ်ဘူး GPS မှလည်းထုတ်ပေးတယ်ဆိုတော့ဒါပေမဲ့တချို့နိုင်မရှိတဲ့လူတွေကလမ်းမားနိုင်တဲ့အလားအလာတွေရှိတယ်15 ကီလိုမီတာသမားတွေတောင်ဒါဒီအရှိဆုံးကပြေးတဲ့လူတွေတောင်အဖွဲလိုက်ကြီးလမ်းမားတယ်လို့ကြားတယ်ဆိုတော့နောက်ပွဲတွေမှာပေါ့နော်အဲ့လိုမျိုးလမ်းမပြောင်းအောင်လမ်းမမအောင်ဒီတက်ကောင်းလေးစီစဉ်နိုင်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ပွဲပြီးသွားရင် feedback ပေးမယ်ဆိုပြီးပြောထားတာကတော့ဒီလောက်ပါပဲဆိုတော့ကြာခဲ့ပါပြီကျွန်တော်လည်းနေမကောင်းတာနဲ့အခုမှဗီဒီယိုလုပ်ပြတာပေါ့နော်ဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးဒဏ်ရာအနာတရကင်းရှင်းစွာနဲ့ပျော်ရွှင်စွာပြေးနိုင်ကြပါစေဘိုင်ဘိုင်